မိတ်ဆွေတို့အသက်ဝင်ငွေသိန်း100ကျော်ရနိုင်တဲ့ mobile app fund တွေတယောက်ထိချင်ပါသလားမိတ်ဆွေတယောက်အနေနဲ့လက်စင်သိန်းကနေသိန်းရကြီးဝင်ငွေရနိုင်တဲ့ mobile app developer တယောက်ထိချင်ရင်ကျွန်တော်ကအခုကနေအစဖော်ပေးချင်ပါတယ်ကျွန်တော်ကိုယ်တိုင်ကလည်း developer အနေနဲ့ကျွမ်းကျင်သူမဟုတ်ပါဘူးဒါပေမဲ့ mobile app တွေ website တွေကိုဖန်တီးပြီး app တွေ affiliate marketing နဲ့တခြား monetization နည်းလမ်းတွေအသုံးချပြီးဝင်ငွေရဖို့တဲ့အတွေ့အကြုံနဲ့အခြေခံနည်းပညာတွေကိုမျှဝေပေးခြင်းပါတယ်အနာဂတ်မှာကို apps ကိုတခါတည်းတင်ပြီးဝင်ငွေ passive ရနေစေဖို့အတွက်အဆင့်လိုက်လေ့လာတဲ့နည်းပညာတွေကိုတေချာရှင်းပြပေးသွားမှာပါအခုကျွန်တော်ဖန်တီးထားတဲ့ mobile app တစ်ခုကိုမိတ်ဆက်ပေးခြင်းပါတယ်အသုံးပြုပုံဒီနေ့တော့ကျွန်တော်တို့ပေါ်ဝရောအရေးပေါ်အခြေအနေတွေမှာပါအားကိုးနေရတဲ့ inverter နဲ့ battery တွေအတွက်လိုအပ်တဲ့တွက်ချက်မှုတွေကိုလွယ်ကူကူလုပ်ဆောင်နိုင်မယ် inverter battery calculator ဆိုတဲ့ mobile app လေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါတယ် app ဒီ app လေးကဘာတွေလုပ်ဆောင်နိုင်လဲဆိုတော့ inverter and battery calculator ဒါကတော့အဓိက feature ပါပဲကိုအသုံးပြုမဲ့ရှက်စစ်ပစ္စည်းတွေရဲ့စုစုပေါင်းဝက်အားနဲ့ဘယ်နှစ်နာရီလောက်အသုံးပြုခြင်းလဲဆိုတာကိုထည့်သွင်းလိုက်ရုံနဲ့ကိုအတွက်ဘယ်လောက် ampere hours ရှိတဲ့ batteryလိုအပ်မလဲဆိုတာကိုအလွယ်တကူတွက်ချက်ပေးနိုင်ပါတယ်။ဒါကြောင့် battery ဝယ်တဲ့အခါလိုအပ်တာထက်ပိုကြီးတာလေသေးလာတွေဝယ်မိမှမစိုးရင်ရတော့ဘူးပေါ့။ battery charging time ကို battery အတွက်ထင်တော်တွေအားသွင်းဖို့အောက်ကိုသိရှိနိုင်အောင်ကူညီပေးပါတယ်။ battery charging time and current battery ကိုအားအပြည့်သွင်းဖို့ဘာ current နဲ့သွင်းလဲဆိုတာကိုတွက်ချက်ပေးပါတယ်။ဒါမှအားသွင်းချိန်ကိုမှန်ကန်သိနိုင်ပြီး overcharge ထတာမျိုးတွေကနေရှောင်ရှားနိုင်မှာပါ။ battery percentage battery ရဲ့လက်ရှိ volt အားကိုတိုင်းတာပြီးbattery အားဘလောက်ရာခိုင်နှုန်းချန်သေးလဲဆိုတာကိုခံမှန်းတွက်ချက်ပေးနိုင်ပါလေ electricity calculator ဒါကတော့အပိုစုအနေနဲ့80မီတာခန့်တွက်ချက်တာမျိုးတွေအတွက်အသုံးဝင်နိုင်ပါလေ watts to amps calculator 80ပစ္စည်းတွေရဲ့ watt အားကနေ ampere ကိုပြောင်းလဲတွက်ချက်ပေးနိုင်လို့ဝါယာကြိုးရွေးချယ်တာမျိုးတွေမှာအထောက်အကူပြုပါတယ်ဒီ app ကိုအသုံးပြုပုံကလည်းလွယ်ပါတယ်။ဥပမာပထမဆုံးပုံမှာမြင်ရတဲ့အတိုင်းစုစုပေါင်းလိုအပ်သောဝက်အားမှာကိုသုံးမဲ့ပစ္စည်းအလုံးရဲ့ဝက်အားကိုထည့်မယ်။နာရီမှာဘယ်နှစ်နာရီသုံးချင်လဲရွေးမယ်။ပြီးရင်တွက်ချက်မီဆိုတဲ့ခုံလေးကိုနှိပ်လိုက်ရုံပါပဲ။ app ကလိုအပ်တဲ့အဖြေကိုချက်ချင်းပြပေးပါလိမ့်မယ်။ host ဒီ inverter battery calculator app လေးကဘယ်သူလေးအတက်အသုံးဝင်လဲဆိုတော့အိမ်သုံးရုံသုံးအတွက် inverter နဲ့ battery အသစ်ဝယ်ယူတက်ဆင်မဲ့သူတွေကိုယ့်ရဲ့လက်ရှိသုံးနေတဲ့ inverter နဲ့ battery စနစ်ကကိုလိုအပ်ချက်နဲ့ကိုင်းညီရဲ့လားတည်ချင်သူတွေဆိုလာစနစ်တက်ဆင်မဲ့သူတွေရှက်စစ်ပိုင်းဆိုင်ရာတွက်ချက်မှုတွေကိုမြန်ဆန်နဲ့တိတိကျကျသိချင်သူတွေမိခဏပြက်လို့အယံမိအတွက်ကြိုတင်ပင်ဆင်ခြင်းသူတွေအားလုံးအတွက်မရှိမဖြစ်စောင့်ထားတဲ့ app တစ်ခုပါပဲ host ဒီတော့ရှုပ်ထွေးတဲ့တွက်ချက်မှုတွေအတွက်ခေါင်းစားနေစရာမလိုပဲအချိန်ကုန်ထက်ထားပြီးမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့ဒီ inverter battery calculator app လေးကိုစောင့်ထားဖို့အကြံပြုချင်ပါတယ်ခင်ဗျာရှင်